ใกล้เนี่ยหน้าเลยปีเป้เดี๋ยวไปเลยปีเป้ก็เหมือนแบบนี้ปะบอกว่ามันปลาอะไรนี่ขนาดนี้เนาะพอดีอาการนั่นแต่ก่อนเดียวเพเดียรู้มาได้เซโร่ဒီနေ့အစားသေးတော့ပါဘူး thank you မပါဘူးအဲ့ဒါကဟုတ်တယ် thank you so much ค่ะအားရတယ်ပတ်ပါစေထောက်ရတယ်ပတ်ပါစေအောင်ဖာတော့ချောင်းလေးပေါက်တယ်ဘယ်လောက်တန် thank you ပေါက်တာပဲ100တန်လား love you my thought too thank you so much ค่ะ50တန်လား50တန်လွန်တာပေါ့ဒါပေမဲ့ပြန်ရတာပေါ့နော်ပြန်မပူဘူးပေါ့ပြောမှဆိုလို့ရှိရင်ပြန်ရတော်ပါလေးတွေပြန်ရတာခုန50တန်မှာ150ပေါက်တယ်အသေးဆုံးလေးတဲ့ဟုတ်လားအသေးဆုံးလေးလားthank you ငါအင်ကြီးอ่ะကွာနည်းနည်းဟိုတာဖြစ်နေသူလိုမျိုးလုံးပါHello ရန်လေးမင်္ဂလာပါရှင် Hello MB Monica ဒီနေ့ပါဖြစ်နေငါစားရုပ်ကမလှနေစမ်းပါအဘွားမโอกาสเจ้าမော်နီအဘွားမော်နီပါရှင်မင်္ဂလာပါရှင်ဟယ်လိုမော်နီပါမော်နီအဘွားမခဏဆိုလိုက်ပါခဏโอกาสเจ้า thank you အဘွားပါမော်နီပါငါဖော်ကလို့မကုံတော့မယ်သွားဟိုဘက်ကိုထုတက်ရရင်တော့တည်တော့မယ်စိတ်မရှိလာတော့တခါတည်းလိုက်လွင့်နေပြီဆိုလာပြီးတော့ရှောက်ပါဖောင်းအားကုန်ပြီလိုက်တာမလို့ရသည်ဖောင်းအားကုန်နေပြီလို့မရေကောက်ကလည်းတန်တယ်စိမရှိဟုတ်တယ်လူပါသူခေါ်သွားတာ thank you ค่ะให้พี่ใหญ่
စရာကြီးဘာလို့မိုးလင်းစိုးစိုးသူကင်းလိုက်တာဒီစရာကြည့်ပါရှင်မကိုက်နဲ့လို့ပြောနေယူကီမလောက်ရဘူးလာပြီးတဲ့အိမ်လာလားပဲလာလဲအိမ်လာလားပဲလာကပြပါလားတကွက်လာတဲ့ကမတက်တဲ့လူလားကခိုင်းနေတယ်ညီမကမတက်ဘူးလို့